နန်ထင်ရွာမှတစေရဲ့အပိုင်းတစ်မှာတော့နောက်ခံဆက်ကြောင်းတွေကိုပြောပြထားပါတယ်။ AD 1655ခုနှစ်မှာထိုက်ဆွေလို့ခေါ်တဲ့နမိတ်မကောင်းတဲ့အရာတစ်ခုကပျက်စီးခြင်းရဲ့ရှီးပြီးနမိတ်ဖြစ်လာခဲ့ပြီးအဲ့ဒီအရာကြီးကတဘာဝကပ်ပြီးတစ်ခုလိုမျိုးတက်ရှိအားလုံးကိုဝါမျိုးသွားခဲ့ပါတယ်။ဒါပေမဲ့လူတစ်ယောက်ပေါ်လာပြီးနောက်မှာထိုက်ဆွေကထူဆန်းစွာနဲ့ပျောက်ကွယ်သွားပြီးအရာအားလုံးကအသက်ပြန်ရှင်လာခဲ့ပါတယ်။ဒါပေမဲ့တနေ့ရောက်ရင်ထိုက်ဆွေကကဘာဘိုးကိုပြန်ပေါ်လာမှာပဲဖြစ်တယ်။အဲ့လိုနဲ့လူငယ်လေးတစ်ယောက်ကသူအရန်တက်ချင်နေတဲ့တက္ကသိုလ်ကိုတက်ရောက်ခွင့်ရခဲ့ပါတယ်။ဒီလူငယ်လေးနာမည်ကကောင်းရင်ပဲဖြစ်ပါတယ်။ကောင်းရင်ကရက်မပြီးကျောင်းသွားအပ်ခဲ့ပါတယ်။ဒါပေမဲ့ကျောင်းကနောက်ရက်မတက်ရမှာဖြစ်တာကြောင့်ကောင်းရင်ကနေထိုင်ဖို့နေရာကိုလိုက်ရှာခဲ့ပါတယ်။ကောင်းရင်ကနေထိုင်ဖို့နေရာလိုက်ရှာရင်းနန်းကြားလေးတစ်ခုကိုရောက်လာခဲ့ပါတယ်။အဲ့အချိန်နက်ကွန်းထဲကကျောင်းလေးတစ်ကောင်ကိုတွေ့ခဲ့ပါတယ်။ခဏကြာတော့ခေါင်းလောင်းတန်တစ်ခုကြားလိုက်တာနဲ့အတူကျောင်းလေးလည်းရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။ပြီးတော့တဲခုခန်းတစ်ခုပေါ်လာခဲ့ပြန်တဲ့အခန်းထဲကလူတစ်ယောက်ကထွက်လာပြီးကောင်းရင်ရဲ့အိတ်ကိုယူသွားခဲ့တယ်။ကောင်းရင်ကလည်းအိတ်ကိုယူဖို့အခန်းထဲကိုဝင်တဲ့အချိန်မှာထူးဆန်းတဲ့အရာတွေကိုသတိထားမိခဲ့တယ်။ဒါပေမဲ့ထိပ်ပြောင်ကကောင်းရင်ရဲ့အိတ်ကိုယူပြီးအပေါ်ထပ်ကိုပြေးတက်သွားခဲ့တယ်။ကောင်းရင်ကအိတ်ကိုပြန်ယူဖို့ပြေးတက်ရင်းအခန်းထဲကိုရောက်သွားခဲ့တယ်။အဲ့အချိန်မှာကောင်းရင်ကဒီနေရာကတဲခုခန်းမှန်းသိသွားခဲ့တယ်။ကောင်းရင်ကလည်းစုပ်ပြတ်တဲ့ဒီနေရာမှာမနေချင်တာကြောင့်သူ့ရဲ့အိတ်တွေကိုပြန်ယူဖို့ကြိုးစားခဲ့တယ်။ထိပ်ပြောင်ကလည်းဒီနေရာကအကောင်းဆုံးအခန်းဖြစ်ကြောင်းရှင်းပြခဲ့တယ်။ကောင်းရင်ကလည်းအခန်းထဲကညစ်ပတ်တဲ့နေရာတွေကိုပြပြီးရန်ရှာခဲ့ပါတယ်။အဲ့နောက်ထိပ်ပြောင်ကကောင်းရင်ရဲ့အဝတ်စားတွေကိုကြည့်ပြီးအမှုပညာကျောင်းသားမှန်းသိသွားခဲ့ပါတယ်။ဒီတော့ထိပ်ပြောင်ကအရန်လာတဲ့ရှုခင်းတစ်ခုကိုပြသခဲ့ပါတယ်။ကောင်းရင်ကလည်းရှုခင်းကိုကြိုက်သွားခဲ့တယ်။ဒီလိုနဲ့ဈေးစစ်နေရင်အခန်းထဲကလူမျက်နှာကိုဖျက်ထားတဲ့ပကြီးကားတစ်ခုကိုတွေ့သွားခဲ့တယ်။ကောင်းရင်ကဒီပကြီးကားကိုဖြုတ်ဖို့ပြောပေမဲ့ထိပ်ပြောင်ကခွင့်မပြုခဲ့ဘူး။ဒါကဘိုးဘီစင်ဆက်လက်ဆင့်ကမ်းလာတဲ့ပကြီးကားတစ်ခုဖြစ်ပြီးတမိုင်းကြောင်းတွေရှိနေခဲ့တယ်။ကောင်းရင်ကလည်းဒီပကြီးကားမဖြုတ်ရင်အခန်းမငှားဖို့လုပ်တဲ့အခါထိပ်ပြောင်ကချက်ချင်းပဲဖြုတ်လိုက်ပါတယ်။အဲ့အခါနေရန်ထဲမှာအပေါက်ကြီးတစ်ခုရှိတာကိုတွေ့မိသွားခဲ့ကြတယ်။ကောင်းရင်တို့ကလည်းရေတန်းတွေကြားလို့အပေါက်ထဲကိုချောင်းကြည့်တဲ့အခါမင်းကလေးတစ်ယောက်ကရေချိုးနေခဲ့ပါတယ်။အဲ့အခါထိပ်ပြောင်ကဒီအခန်းရဲ့အနောက်မှာလမ်းသွားတဲ့နေရာတစ်ခုရှိတင်တယ်။နောက်ပြီးဒီမင်းကလေးကအပေါ်ထက်ငားလွာမှာနေတာဖြစ်တာကြောင့်သူ့ကိုမြင်ရဖို့မဖြစ်နိုင်ဘူးလို့တွေးမိခဲ့တဲ့ဒါကြောင့်ထိပ်ပြောင်ကစူးစမ်းတဲ့အနေနဲ့အပေါက်ထဲကိုနှိုက်ကြည့်တဲ့အခါမင်းကလေးရဲ့အတွင်းခံကလက်ထဲပါလာခဲ့တဲ့ဒီတော့ထိပ်ပြောင်ကအတွင်းခံကိုပြန်ပေးဖို့အပေါ်ထက်ကိုပြေးသွားတဲ့အခါအဲ့ဒီမင်းကလေးကနောက်ထပ်နေရန်ထဲကအပေါက်ထဲကနေသူ့ရဲ့အတွင်းခံကိုလှမ်းယူခဲ့ပါတယ်ခဏကြာတော့မင်းကလေးကအခန်းထဲကထွက်လာပြီးကောင်းရင်တို့ကိုစကားလာပြောခဲ့တယ်အဲ့ခါကောင်းရင်ကလည်းရှက်ကူးရှက်ကန်းနဲ့ထိပ်ပြောင်ကိုခေါ်သွားခဲ့တယ်။အဲ့နောက်မှာတော့ကောင်းရင်ကအခန်းကိုငှားလိုက်ပါတယ်။ထိပ်ပြောင်က7နာရီမထိုးခင်အခန်းကိုပြန်လာဖို့တတိပေးခဲ့တယ်။ကောင်းကင်ကလည်းဈေးထဲသွားပြီးစားတောက်နေခဲ့ပါတယ်။အဲ့လိုနဲ့အဆောင်ကိုပြန်လာတဲ့အချိန်7နာရီကထိုးသွားခဲ့တယ်။အဲ့အချိန်ရုတ်တရက်ကောင်းရင်ကမျက်နှာမမြင်ရတဲ့လူတစ်ယောက်ကိုတွေ့သွားခဲ့တယ်။ခဏကြာတော့ထိပ်ပြောင်ကဖုန်းခေါ်ပြီးအဆောင်တကားကိုလာဖွင့်ပေးခဲ့ပါတယ်။ကောင်းရင်ကလည်းထိပ်ပြောင်နဲ့စကားပြောပြီးလမ်းထဲကိုပြန်ကြည့်လိုက်တဲ့အခါခုနကမျက်နှာမမြင်ရတဲ့လူကပျောက်ကွယ်သွားခဲ့တယ်။ကောင်းရင်ကလည်းထင်းအောင်ထင်မှဖြစ်နေတာလားလို့တွေးနေတဲ့အချိန်အပေါ်ကနေနမဲတကောင်ကပြုတ်ကျလာခဲ့တယ်ပြီးတော့ဖုတ်ကောင်ကောင်လို့လက်လျှောက်နေခဲ့ပါတယ်။ကောင်းရင်ကလည်းဒီလူကိုဖုတ်ကောင်လို့ထင်ခဲ့ပေမဲ့အနောက်ကနေတေချာလိုက်ကြည့်တဲ့အခါဒီလူကအိတ်နေရင်လမ်းလျှောက်နေတာလို့တွေးမိခဲ့တယ်။ခဏကြာတော့ဒီနမဲကရေကန်ကြီးလေးကိုလမ်းလျှောက်သွားခဲ့ပါတယ်။ဒါကြောင့်ကောင်းရင်ကလည်းငမဲကိုတွားခဲ့တဲ့အချိန်လာမင်းကြီးကနီရဲလာပြီးရေကန်ထဲမှာလည်းအရိတ်ကောင်တွေအများကြီးပေါ်လာခဲ့တယ်ပြီးတော့လမ်းကြားထဲမှာတွေ့ခဲ့တဲ့မျက်နှာမမြင်ရတဲ့လူတစ်ယောက်ကပေါ်လာခဲ့ပြန်တယ်ဒီချိန်ငမဲကပြန်တတိယလာတာကြောင့်ကောင်းရင်ကငမဲကိုအတန်မထွက်အောင်လက်နဲ့ပိတ်ထားခဲ့တယ်အဲနောက်မှာတော့ကောင်းရင်ကရေကန်နဲ့ထဲကိုဆွဲချခံလိုက်ရပါတယ်ကောင်းရင်ကလည်းတက္ကသိုလ်တက်ချင်သေးတာကြောင့်မတေအောင်ရုန်းကန်နေခဲ့ပါတယ်ဒီလိုနဲ့တတိလစ်တော့မဲ့အချိန်မှာလူတစ်ယောက်ကရောက်လာပြီးကောင်းရင်ကိုကဲခဲတဲ့အပြင်ရေကန်ထဲကအကောင်ကြီးနဲ့စပီးတိုက်ခိုက်နေခဲ့တယ်ကောင်းရင်ကတော့ရင်မုန်းပြီးတတိလစ်သွားခဲ့တယ်တစ်ဖက်မှာလည်းထူးဆန်းတဲ့လူတစ်ယောက်ကစကားပြောနေခဲ့ပါတယ်ထိုက်ဆွေကအနှစ်300အကြာစောင့်နေခဲ့ရတဲ့ကောင်းကင်ကရွေးချယ်သူကပေါ်လာပြီးဖြစ်ကြောင်းဖုံးဆက်ပြောနေရင်အပိုင်းတစ်ကပြီးဆုံးသွားခဲ့တယ်ဒီလိုဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင် YouTube Channel အသစ်လေးကို Subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်